မွေကိုအထင်သေးပြီးသွားစားရင်ဘာဖြစ်တယ်လဲသိလားဒီမှာကြည့်ဒီကောင်လေးကမွေကိုသွားစားနေတာလေပါဇက်ကြီးစုပြနေတော့မွေကနှုတ်ခမ်းကိုပြုတ်ခနဲ့လှမ်းကြိုက်လိုက်ရောကောင်လေးလဲလှမ်းပြီးမွေကိုဆွဲလွှင့်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာပန်းရောင်ကောင်ဝင်လေးနဲ့ကောင်မလေးတယောက်ပြေးလာတယ်အကိုဘာဖြစ်သွားသေးလဲတဲ့ဒါပေမဲ့တေချာကြည့်လိုက်ပါဦးကောင်မလေးကရိုးရိုးကောင်မလေးမဟုတ်ဘူးပြကြွသားတွေအပြည့်နဲ့ဗလာကြီးနဲ့လေကောင်လေးရဲ့နှက်ခမ်းကြီးကတော့မွေစိတ်ကြောက်ဝက်ဦးချောင်းကြီးလိုခေါင်းကားလာပါလေရောစကားပြောရတာလဲအစင်မပြေတော့ဘူးဒါပေမဲ့သူကဟမ်းမပြတ်ပဲလက်မလေးထောင်ပြီးငါဘာမှမဖြစ်ဘူးလို့ပြောလိုက်သေးတာပြောတာနောက်တစ်စက္ကန့်မှာပဲပါဇက်ကအမြုပ်တွေထွက်ပြီးပုံရက်သားလဲကျသွားတယ်ဗလာကြီးနဲ့ကောင်မလေးလည်းအလန့်တကြားနဲ့ကောင်လေးကိုပွေ့ချပြီးစေးကန်းကိုတဟုန်ထိုးပြေးပါတော့တယ်စေးကန်းရောက်တော့ဆရာဝန်ကမင်းလူကောင်ကြီးကတိတ်ကြီးတယ်အပြင်မှာပဲနေခဲ့ဆိုပြီးကောင်လေးကိုအထဲခေါ်သွားတယ်ခဏနေတော့ဆရာဝန်ကချွေးတွေတုပ်ပြီးပြန်ထွက်လာတယ်ဗလာကြီးနဲ့ကောင်မလေးကပြတလဲနဲ့ဆရာဝန်ကြီးအကိုဘလို့နေသေးလဲလို့မေးလိုက်တယ်အဲ့ဒီအခါမှာဆရာဝန်ကတက်ပြင်းချပြီးမိန်းကလေးမလန့်ပါနဲ့အချိန်မီခေါ်လာနိုင်လို့တော်သေးတာပေါ့နောက်နေနေတာနောက်ကြရင်သူ့ဘာသာသူတောင်ပျောက်သွားတော့မယ်လို့ပြောချလိုက်ပါလေရောဟိုကောင်လေးရဲ့နှက်ခမ်းကြီးကတော့ဝက်ဦးချောင်းကြီးလို့ဖောင်းကားနေတော့ပဲလေဆရာဝန်ကတော့မွေးစိတ်မရှိပါဘူးလန့်ပြီးအဖျားနဲ့တက်သွားတာပါလို့ရှင်းပြနေတယ်နောက်တစ်စက္ကန့်မှာပဲအခန်းတရားကြီးပွင့်သွားပြီးကောင်လေးရဲ့မိဘတွေရောက်လာတယ်ဟင်းအမေကလည်းတာမန်မဟုတ်ဘူးပြကောင်မလေးလိုပဲကြွသားတွေအပြည့်နဲ့တကယ်ကိုဗလာတောင်ကြီးပဲအမေကြီးကငါသားလေးဆိုပြီးပြစ်ဖက်လိုက်တာကောင်လေးကများအသက်တောင်မရှူနိုင်တော့ဘူးကောင်လေးကအမေသားဘာမှမဖြစ်ပါဘူးလို့ပြောတော့အမေကနဖူးကိုလှမ်းဆန်းကြည့်လိုက်တယ်ဖျားနေတော့ကိုယ်ရအရန်ပူနေတာပေါ့အမေကြီးကလန့်ပြီးအားလေးပူလိုက်တာနဲ့အဖေကိုလည်းလန့်အောင်လုပ်တယ်ဒီသားကတော့သုံးမရတော့ဘူးဆိုပြီးပြောပါလေရောပြီးတော့သူ့ယောက်ျားကိုလှည့်ပြီးရှင်နဲ့ကျမကငယ်ပါသေးတယ်အိမ်ပြန်ပြီးသားတစ်တယောက်ထမွေးကြတာပေါ့လေအဖေလို့သူကလည်းအေးမင်းပြောတာဟုတ်တယ်သွားမယ်အစ်စ်သွားလုပ်မယ်ဆိုပြီးနှစ်ယောက်သားကောင်လေးကိုထားခဲ့ပြီးပြန်သွားကြတယ်ကောင်လေးခမညာဝက်ဦးချောင်းနှုတ်ခမ်းကြီးနဲ့ငိုရင်းငါကသူတို့မွေးထားတဲ့သားရင်မဟုတ်ရလားလို့တွေးပြီးကြံခဲ့ရှာတယ်ဒီလိုနဲ့ဟိုဘက်မှာတော့ဗလာကြီးနဲ့ပန်းရောင်ကောင်ဝင်ကောင်မလေးကအိမ်ရောက်တော့သူ့အမေရဲ့ဆူတာကိုခံနေရတယ်ငင်းကွာပြဿနာပဲရှာနေတယ်အခုလဲဟိုကောင်လေးကိုစေးရုံပို့လိုက်ရပြီလို့ဆူနေတာပေါ့ကောင်မလေးကသူ့ရဲ့ကြွသားအကြီးကြီးတွေနဲ့လက်နှစ်ဖက်ကိုရှက်ပြီးသမီးမသွားပါတယ်လို့ချစ်စရာလေးလုပ်ပြီးတောင်းပန်နေတာတကယ်ကိုရဲရတယ်ညရောက်တော့ကောင်မလေးကအိမ်ရထဲမှာဟိုဘက်လက်ဒီဘက်လက်နဲ့အိမ်မပြောဘူးရွာကသူ့လူတွေကိုတတိယနေတာလေတကယ်တော့သူရွာကနေမထွက်လာခင်တုန်းကသူ့ဖေကမြို့ကိုသွားရင်အိမ်မပြောမှာဆိုလို့ဆိုပြီးပစ္စည်းတစ်ခုပေးလိုက်သေးတယ်ကောင်မလေးကအိမ်ရထဲမှာအိမ်မပြောတာနဲ့သူ့ဖေပေးလိုက်တဲ့တစ်တာလေးကိုဖွင့်လိုက်တယ်အဲ့ဒီထဲမှာကပလွေတလက်ဒါနဲ့သူလဲပလွေကိုယူပြီးမိဘတွေအိတ်တဲ့အခန်းရှိကိုသွားထိုင်ပြီးအားရပါရကိုမှုတ်တော့တာပဲပလွေတန်ကတအိမ်လုံးကိုဟိမ့်ထွက်သွားတာပေါ့အိတ်နေတဲ့မိဘနှစ်ပါးလည်းလန်နိုးသွားပြီးအမေဖြစ်သူကအမလေးငရဲပြည်ကအဆောင်တွေလာခေါ်တာလားမသိဘူးပလွေတန်ကြီးကလည်းကြောက်စရာကြီးဆိုပြီးတုံရင်နဲ့ပြောတယ်အဖေဖြစ်သူကလည်းဓာမတာချတဲ့အခါမှုတ်တဲ့ပလွေတန်ကြီးပဲဘဲကတရေလဲကွာငါနဲ့တွေ့မယ်ဆိုပြီးဓာတ်ကိုဆွဲထုတ်လိုက်တယ်သူတို့နှစ်ယောက်တရားကိုဖွင့်လိုက်တော့ဟင်းသူတို့ရဲ့သမီးလေးကညကြီးချိန်မှတော့ပလွေမှုတ်နေတာကိုတွေ့လိုက်ရတယ်ကောင်မလေးကမိဘတွေကိုတွေ့တော့ပြုံးပြီးအမေတို့အခုထိမအိတ်ကြသေးဘူးလားလို့အပြစ်ကင်းတဲ့ရုပ်လေးနဲ့မေးလိုက်တယ်အမေဖြစ်သူကဒေါသတကြီးနဲ့ဒီအချိန်ကြီးမအိတ်ပဲဘာလုပ်နေတာလဲတခြားမိန်းကလေးတွေကစောင်းတီးပကြီးဆွဲလုပ်နေချိန်မှာနင်ကငါတို့ကိုစောစောစီးစီးတေးအောင်လုပ်နေတာလားလို့အော်ဆူတော့တာပေါ့အဖေဖြစ်သူကလည်းမနှက်ဖြန်နင့်ကိုတိတိကျကျဆုံးမရမယ်အခုချက်ချင်းအခန်းထဲပြန်သွားလို့အမိန့်ပေးလိုက်တယ်ကောင်မလေးခါများမျက်နှာငယ်လေးနဲ့အခန်းထဲကိုပြန်ဝင်သွားရတယ်နောက်နေ့မနေ့ရောက်တော့ကောင်မလေးကိုအိမ်ပြင်မထွက်ရဘူးလို့ပြစ်ပေးလိုက်တယ်ကောင်မလေးကအိမ်ထဲမှာပိတ်လောင်ခံထားရတဲ့ဗလာကြီးနဲ့ကောင်မလေးကိုငါနဲ့အတူအပြင်ထွက်ပြီးအလှအုပ်ပစ္စည်းလေးတွေတွားဝယ်ရအောင်လို့လာခေါ်တယ်ဗလာကြီးနဲ့ကောင်မလေးကလည်းဟုတ်တယ်နင်ပါရင်ငါပြင်ထွက်လို့ရပြီးသွားမယ်ဆက်ပိတ်တာလောက်ဝယ်ပြစ်မယ်လို့ပြောပြီးနှစ်ယောက်သားဈေးထဲကိုထွက်လာကြတယ်ဒါပေမဲ့ဈေးထဲလဲရောက်ရောဗလာကြီးနဲ့ကောင်မလေးကအလှကုံဆိုင်ကိုမမေးပဲသူ့ကောင်လေးကိုပဲလိုက်ရှာနေတယ်အဲ့ဒီအချိန်မှာပဲသူ့ကောင်လေးကရှေ့ကနေထွက်လာတယ်နှစ်ယောက်သားတွေ့ချင်းပဲပြုံးဖြီးဖြီးနဲ့တယောက်ကိုတယောက်ပြစ်ဖက်ကြတော့တာပဲဟိုကောင်မလေးခါများတော့ကြက်တေးတေးပြီးရက်ကြည့်နေရတာပေါ့ပိုဆိုးတာကသူတို့နှစ်ယောက်ရဲ့အခြေရေးပြပုံတွေကတကယ်ကိုဦးတက်စရာကြီးလူပုံအလဲမှာရင်ဘက်ချင်းတိုက်လိုက်လက်ဝါးချင်းရိုက်လိုက်နေပြီးတော့လက်နှစ်ဖက်ကိုအသေးပုံလေးတွေလုတ်ပြနေကြသေးတာအဲ့ဒါကိုကြည့်ပြီးဟိုကောင်မလေးကအမလေးဒီနှစ်ယောက်လုတ်ပုံနဲ့တော့ငါမျက်လုံးတွေတောင်ကန်းတော့မယ်လို့တွေးပြီးမျက်နှာကိုလက်နဲ့အုပ်ထားရတယ်အဲ့ဒီအချိန်မှာကောင်လေးကမင်းကိုခေါ်သွားစရာနေရာကောင်းလေးတစ်ခုရှိတယ်တွားရအောင်လို့ပြောလိုက်တယ်ဗလာကြီးနဲ့ကောင်မလေးကလည်းတွားမယ်ဒါပေမဲ့သူ့ကိုအရင်အိမ်ပြန်ပို့လိုက်ဦးမယ်သူကတိတ်မနေတကူလို့ပြောတယ်ဟိုကောင်မလေးကလည်းအခွင့်အရေးရတော့ဟုတ်တယ်ငါနေလို့မကောင်းဘူးအမြန်ဆုံးအိမ်ပြန်ပို့ပေးပါလို့ပြတလဲနဲ့ပြောပြီးအမြန်ပြန်ပြေးဖို့လုပ်တော့တာပါပဲကောင်လေးကငါဒီလမ်းထိပ်ကနေစောင့်နေမယ်ညံသွားပြီးညံပြန်လာခဲ့လို့ပြောလိုက်တယ်ဒီလိုနဲ့နိုင်ဝက်လောက်ကြာတော့ဗလာကြီးနဲ့ကောင်မလေးကလမ်းထိပ်ကိုပြန်ရောက်လာတယ်ဒါပေမဲ့ဟိုကောင်လေးကမရှိတော့ဘူးကောင်မလေးကခေါင်းလေးကုပ်ပြီးဒီမှာစောင့်နေမယ်ဆိုပြီးဘဲရောက်သွားတာလဲလို့တွေးနေတော့နောက်တစ်စက္ကန့်မှာပဲကောင်လေးကခြေနှံရှည်7 3 ဘိန်းဆိုင်ကယ်ဆန်းကြီးကိုစီးပြီးမိုက်ကန်ရောက်လာပါလေရောတက်ညံတက်ဆိုပြီးကောင်မလေးကိုခေါ်လိုက်တယ်ကောင်မလေးလည်းတက်ရောဆိုင်ကယ်ကြီးကရှေ့ဘိန်းထောင်ပြီးတဟုန်ထိုးပြေးတော့တာပဲနှစ်ယောက်သားဆိုင်ကယ်ပေါ်မှာအားရပါရအော်ဟစ်ပြီးပျော်နေလိုက်ကြတာအရန်ပဲဒီလိုနဲ့သူတို့နှစ်ယောက်အဝတ်စားဆိုင်တစ်ဆိုင်ကိုရောက်သွားတဲ့ဆိုင်ရှင်ကလည်းအမလေးတခင်လေးရောက်လာပြီလားဒီမှာအနောက်ဘက်ဒေတာကလာတဲ့အမိုက်စားအထည်တွေရထားတယ်လို့ပြတလဲခေါ်ယူနေတာပေါ့ကောင်လေးကသဘောကျသွားပြီးကောင်မလေးကိုတိုက်တာ၍ဒီနေ့ငါတို့မျိုးတော်ကလူတွေမျက်စိကျိန်းသွားအောင်အမိုက်ဆုံးဝတ်ကြမယ်လို့ပြောလိုက်တယ်ပြီးတော့နှစ်ယောက်သားအဝတ်စားတွေကိုတွန့်ပစ်ပြီးအားရပါရရွေးကြတော့တာပဲခဏနေတော့ကောင်မလေးကအဝတ်လဲခန်းထဲကနေထွက်လာတယ်ဟင်းကြည့်လိုက်ပါဦးဗျာဗလာတောင်ကြီးနဲ့ကောင်မလေးကပန်းရောင်နဲ့သမီးဂါဝင်လေးဝတ်လိပ်ပြတောင်ပန်လေးတက်ပြီးခေါင်းမှာလဲပန်းကုန်းလေးနဲ့တကယ်ကိုချစ်စရာလေးလှုပ်လာတာအဲ့ဒါကိုမြင်လိုက်ရတဲ့ကောင်လေးခမညာမျက်လုံးတွေကအသေးပုံတွေဖြစ်သွားပြီးပါဇက်အဟောင်းသားနဲ့ကြွေသွားတော့တာပါပဲဗလာကြီးနဲ့နှစ်သမီးလေးကတော့သူ့ရှိမှာပျော်ပျော်ကြီးကပြနေလေရဲ့